ပိတ်မိနေတယ်ဒီမှာပိတ်မိနေတယ်ပိတ်မိနေတဲ့အောက်ကအချိန်တော်ကြာထွက်လို့မရဇွဲမလျှော့ပဲရုံးထွက်လာခဲ့တဲ့ကလေးငယ်မနှစ်ဦးရဲ့ဖြစ်ရမှန်ဖြစ်ပါတယ်ဖြစ်ရမှန်ကိုဖခင်ဖြစ်သူကဒီလိုရေးထားပါတယ်ကျွန်တော်နဲ့တားငယ်လေးတို့အပြင်သွားနေချိန်အထ6လွာမနေထိုင်နေရင်ဖတ်တမငလင်ဆက်လုပ်ချိန်မှတင်ကျွန်တော်အမေရဲ့အခန်းထဲရန်ကြွေးကြတော့ခဲ့ပါပြီတမီးလေးတို့ပြေးဖို့စီစဉ်ချိန်အဖွားကိုခေါ်မရမယ်ဆိုပြီးအဖွားတကန်းကိုတွန်းဖွင့်ချိန်ဖွင့်မရတော့ပါဘူးအဲ့ဒါနဲ့ညီမတို့နှစ်ယောက်မရရတာနဲ့တွန်းဖွင့်ခဲ့ကြပြီးအထက်ကိုရောက်သွားတော့မြင်လိုက်ရတာကအဖွားမှာသွေးတွေစီးကျနေပါပြီအဖွားကြီးပြေးမှရမယ်ဆိုပြီး3ယောက်စလုံးလက်ချင်းချိတ်ကအရေးပေါ်လေကားကိုပြေးလွှားနေစီမှာပဲအဆောက်အဦတစ်ခုလုံးပြိုကျသွားခဲ့ပါတယ်တမီးတို့ပြေးနေချိန်မှာတမီးတို့နှစ်ယောက်ဖုံးကိုစီယူဆောင်ခဲ့ကြပါတယ်တခုခုဆိုဖုံးဆက်လို့ရအောင်ဆိုလို့ပါအဆောက်အဦပြိုကျသွားချိန်မှာမောင်မင်းနေပြီးခန္ဓာကိုယ်ပေါ်မှာပိတ်မိတဲ့ကြောက်တုံးများကိုဖယ်ရှားပြီးထွက်ပေါက်များဆမရခဲ့ကြတော့ပါဘူးပြင်ပမှာဘာတမ်းမှမကြားရတော့ဘူးအချိန်ကြာမြင့်လာတဲ့အထိစိတ်ကိုလျှော့ပြီးအဖွားနဲ့လက်ချင်းထပ်ကငိုခဲ့ကြတယ်တမီးတို့လက်ထက်မှာပါတဲ့ဖုံးတွေနဲ့မှတ်တမ်းတင်ခဲ့ကြတယ်အကယ်၍တမီးတို့မြေဖွားတွေတည်သွားခဲ့ရင်တမီးတို့ဖုံးလေးတွေရှာတွေ့ပြီးအမေနဲ့အဖေမြင်အောင်လို့ဖုံးလော့ကိုဖြုတ်ထားခဲ့ပါတယ်စောင်းရင်ကယ်ဆယ်ရေးအဖွဲ့ရောက်လာတယ်အပေါ်အောက်ဝိုင်းအော်ခါမှအနီးနားရောက်လာတယ်ကယ်ဆယ်ပေးဖို့ပြောရင်ကယ်ဆယ်ရေးမှအပေါက်လေးဖောက်ရန်ပစ္စည်းများတွားယူမည်ဟုဆိုကနိုင်ရအတော်ကြာပေါ်မလာတော့ပါဘူးနောက်ထပ်တက်လာတဲ့ကယ်ဆယ်ရေးအကူတယောက်ပြန်ရောက်လာတယ်အဲ့ဒီအကူကတဘောကောင်းတယ်စကားတေချာပြောပေးတယ်ရေဘူးနဲ့တူတချောင်းပေးဖို့တောင်းဆိုတန်ကြားနေရတယ်တူနဲ့ထုပြီးအပေါက်သေးသေးလေးတစ်ခုထွက်လာတယ်ရေလာပေးတယ်အောက်ကလူတွေအရင်ဆုံးကဲထုတ်သွားပြီလို့သမီးတို့ထင်ခဲ့တယ်သမီးတို့မိဖွားတွေမထားခဲ့ဖို့ပြောရင်အတန်တွေမကြားတော့ပါဘူးအဲ့ဒါနဲ့သမီးတို့မိဖွားတွေကြောက်လုံးတွေဖယ်ကြရင်လက်နဲ့စမ်းမိတယ်ကဲစရဲ့အကူထုနေတဲ့တူတချောင်းကြံခဲ့တယ်အဲ့ဒါနဲ့အဲ့ဒီတူကိုယူပြီးကြောက်တုံးလေးတွေထုခွဲပြီးတကိုးစာလေးပွင့်သွားခဲ့တယ်ကဲစရဲ့အကူပြန်လာခေါ်တာကိုမဆောက်ပဲသမီးရင်ထွက်လို့ရအောင်ကြိုးစားခဲ့တယ်အဖွားကမြေကြီးအဖွားကိုမထားခဲ့နဲ့ဆိုပြီးပြောတယ်အဖွားကလည်းအမောဖောက်နေပြီရက်ခပြဖို့ဘာမှလည်းမရှိဘူးအဲ့ဒါနဲ့ပြင်ပြတစ်ချက်စီတယ်အဲ့ဒါကိုချိုးပြီးညီမလေးကိုခတ်ခိုင်းခဲ့တယ်အဖွားကိုထုတ်ဖို့အဖွားအတွက်အပေါက်ကြီးကြီးဖောက်ချင်ပေမဲ့ကြောက်တုံးတွေကအရန်ကြီးလို့တော့သမီးတို့နှစ်ယောက်စလုံးမလုံနိုင်ခဲ့ဘူးအဲ့ဒါနဲ့သမီးရအောင်ထွက်ဖို့ကြိုးစားခဲ့တယ်ကောင်းထွက်တို့ရလောက်တော့ကယ်ဆယ်ရေးအကူတွေကတမီးကိုဆွဲထုတ်ပေးကြတယ်ကယ်ဆယ်ရေးအကူတွေကိုညီမလေးနဲ့အဖွားကိုကယ်တင်ပေးဖို့ပြောရင်ညီမလေးလည်းထွက်လာနိုင်ခဲ့တယ်ကယ်ဆယ်ရေးအကူတွေလူနာတင်ကားပေါ်ခေါ်သွားနေချိန်အဖွားကြံနေသေးတယ်ခေါ်ပေးပါအောင်ဆိုကကယ်ဆယ်ရေးအကူတွေကဘာမှမပူပါနဲ့ထွက်ပေါက်ရှိနေပြီမို့ရအောင်ကယ်တင်ပါမယ်ပြောတယ်ဒါကတော့နိုင်ရီပေါင်းအတော်ကြာပြီးမိပြီးအဖွားအသက်85နှစ်မြေအသက်16နှစ်နဲ့73နှစ်လွတ်မြောက်လာတဲ့ဖြစ်ရမှန်ဖြစ်ပါတယ်ဒီသတင်းကိုဖခင်ဖြစ်သူကဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ